တော်လာမနက်ခင်းမှာလူလူမြန်မာဒေသနာရဲ့ဒီဇင်ဘာ20ရက်မနက်ခင်းသတင်းစင်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာမြို့နယ်ခွန်ဦးစီးဌာနမှုငွေကြေးအလွန်ကျော်လက်စားမှုတွေကြောင့် HMA ရောင်းဝယ်လောက်ကန်နေရတဲ့ဒေသခံတွေအတွက်အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။တောင်ကြီးမြို့နယ်ခွန်ဦးစီးဌာနမှုဖြစ်တဲ့စမ်းမြူဆိုသူဟာစစ်ကောင်စီကနေတတ်မှတ်ထားတဲ့ခုံနှုံးသားတွေထက်စတင်တောင်းဆိုတာအပြင်ချက်လန်ဖြတ်ပေးရတဲ့ငွေကြေးပမာထားတဲ့ပုံမှုပေးဆောင်နေရတယ်လို့တောင်ကြီးမြို့ခံ HMA ရောင်းဝယ်သူတွေကလူလူမြန်မာကိုပြောပါတယ်။တတ်မှတ်ထားတဲ့ခွန်ပမာထားတဲ့ပိုကောက်နေတာပြောင်းလာတာလပိုင်းပဲရှိသေးတယ်။ဥပမာငွေကျပ်350တန်းနဲ့ရွာချမ်းမြေတစ်ခုကိုသူ့စီခွန်သားဆောင်ရင်350များမကတောင်းတာအမှန်တကယ်က10ကန်တော့3သိန်းခွဲပဲပေးရမယ်ပေါ့။ချက်လာမှာကအလောက်ပဲပြထားတာသူ့ဘာသာစိတ်မှန်ပြီးတင်တောင်းနေတာလို့တောင်ကြီးမြို့ကန် HMA ရောင်းဝယ်သူဦးကပြောပါတယ်။တောင်ကြီးမြို့နယ်အနေနဲ့နေပြည်တော်တဲ့အနေထားတွေကြောင့် HMA ရောင်းဝယ်များလာနေသလိုမြို့နယ်ခရိုင်ပြည်နယ်အဆင့်ခွန်ဌာနတွေဟာခွန်ရဖြတ်နှုံးတွေမမှန်မကန်တွက်ချက်ယူတာနှုတ်အဖြစ်ခွန်လုံးသတ်မှတ်ခဲ့ရမှာငွေကြေးပမာဏနေဖြစ်ငွေကျပ်350ကနေ3000ကျော်ထိပေးနေရတယ်လို့မြို့ကန်တွေကဆိုပါတယ်။အဲ့ဒီငွေကြေးလက်ယူပြုလုပ်နေမှုတွေဟာခွန်ရဖြတ်နှုံးတိုင်းစစ်ကောင်စီထံခုံပေးဆောင်တာမရှိသလိုသူတို့ကိုကျိုးတက်ပဲလူသုံးစားပြုလုပ်နေပြီးငွေကြေးပေးဆောင်နိုင်သူတွေကိုလည်းနာမည်ပြောင်းလို့ဆောင်ဖို့ညှိဆိုခံနေကြရတယ်လို့မြို့ကန်ဥပဒေကျိုးဆောင်ရှင်းတင်တွေကပြောပါတယ်။အထက်ကိုလည်းခွန်မဆောင်ပေးဘူးသူတို့တောင်းတဲ့ငွေကြေးမရရင်မလုပ်ဘူးဆိုတဲ့သဘောပေါ့။နာမည်ပြောချင်တဲ့မြို့ကန်တွေမြေအယောင်းဝယ်လုပ်တဲ့သူတွေဆိုရင်ငွေပေးနိုင်မလွတ်ဘူးသဘောဖြစ်နေပြီ။လောက်ပိုင်ငွေကြေးလွှဲသုံးစားလုပ်နေကြတာမြို့နယ်ခွန်ဦးစီးမှုအသစ်ကပိုဆိုးတယ်လို့မြို့ကန်ရှင်းတင်တူကပြောပါတယ်။ဒါပြင်ငွေကြေးလက်ပေးလက်ယူလွတ်သုံးစားလုပ်နေတဲ့အပေါ်စစ်ကောင်စီလက်အောက်ခံပြည်နယ်ခွန်ဦးစီးဌာနနဲ့နေပြည်တော်ချင်းခွန်ဦးစီးဌာနရုပ်ထံတိုင်တန်းမှုတွေပြုလုပ်ခဲ့တော့လဲရပိုင်းနဲ့ပြုလုပ်မဲ့တူအောင်ရွေးကောက်ပွဲကြောင့်အကြောင်းမျိုးပြကညှဲပယ်ခံနေရတယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်။